အမေရိကန်သမ္မတဒေါ်နယ်ထရန့်နေဖြင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆက်လက်အဟန့်အတားပြုနေမည်ဆိုပါကရီမေကမ်းလွန်ရှိအရေးပါသောဗန်အယ်မန်သက်ရေလမ်းကြားကိုပိတ်ပစ်နိုင်ကြောင်းစာနာခြေဆိုင်ဟူတီဆိုရရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးကသတိပေးပြောကြားလိုက်ပါတယ်။ဗန်အယ်မန်သက်ရေလမ်းကြားမှာပင်လယ်နီနဲ့အေဒင်ပင်လယ်ကွေ့ကိုဆက်သွယ်ပေးထားတဲ့စူအတ်တူးမြောင်းကိုဥတီသောရေကြောင်းကုန်သွယ်ရေးရဲ့အဓိကအချက်ချနေရဖြစ်တဲ့အတွက်ဗန်အယ်မန်သက်ရေလမ်းကြားကိုပိတ်ဖို့ဆုံးဖြတ်လိုက်ရင်လူသားတွေရောပရလောကသားတွေပါဘယ်သူကမှပြန်ဖွင့်နိုင်မှာမဟုတ်ဘူးဟုဟူတီဒုနိုင်ငံသားရေးဝန်ကြီးဟာ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ရင်းရည်လက်ကြားသည့်အကျဉ်းဆုံးနေရာ၌29ကီလိုမီတာ18မိုင်သာကျယ်ဝန်းပြီးကုန်တင်သင်္ဘောများဝင်ထွက်သွားလာရင်ရေကြောင်းလမ်း2ခုသာရှိပါတယ်။ကမ္ဘာအရေးပါဆုံးပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများထဲမှာတစ်ခုဖြစ်ပြီးအထူးသဖြင့်ပါရှန်ပင်လယ်ကွေ့မှမြေထဲပင်လယ်သို့ပို့ဆောင်တဲ့ရေနံစိမ်းနဲ့လောင်စာဆီများရုရှားရေနံပါဝင်အာရှသို့ဦးတည်တဲ့ကုန်စည်များအတွက်မရှိမဖြစ်ရေးပါသောလမ်းကြောင်းတစ်ခုဖြစ်ကြောင်းလည်းသိရှိရပါတယ်။